ဟုတ်ကဲ့မင်္ဂလာပါနော်ဒီဗီဒီယိုပိုင်းလေးကကျွန်တော် YouTube မှာတင်ဖို့အတွက်ရည်ရွယ်ပြီးတော့ရိုက်ထားတဲ့ဗီဒီယိုပိုင်းလေးဖြစ်တယ်ဒါလေးကိုကျွန်တော် YouTube မှာတည်တံ့တင်မှာဖြစ်ပါတယ်ကျွန်တော် YouTube channel ကအခုတွေ့ရတဲ့အတိုင်းပဲဒေါက်တာအောင်မြူဆိုတဲ့မြန်မာနာမည်နဲ့ပဲကျွန်တော်ပေးထားတာဖြစ်တယ်ရှေ့မှာတော့ YouTube channel 10ခုတက်မနေပြတ်ပြီးသွားပြီနော်အားကြောင့်မို့ကျွန်တော်စေပညာနဲ့ပတ်သက်တဲ့ဗီဒီယိုပိုင်းတွေမတင်တော့ဘဲနဲ့ကျွန်တော်ဤပညာနဲ့နောက်ပြီးတော့ကျွန်တော်ရဲ့ကိုရေးကိုတာပြောချင်တဲ့အကြောင်းအရာလေးတွေကို podcast ပုံနဲ့မျိုးလေးတင်မယ်လို့ကြည့်ခဲ့တယ်ဒီဗီဒီယိုပိုင်းကအခုဒီဇွန်လနော်ဇွန်လဒီနေ့က3ရက်နေ့နော်ဇွန်လ3ရက်နေ့မှာရိုက်ထားတာဖြစ်တယ်ကမ္ဘာဗလာပြိုင်ပွဲကဇွန်လ17ရက်နေ့လောက်မှာစပြီးကျင်းပမယ်ဇူလိုင်19ရက်နေ့အထိသွားမှာဆိုတော့အားလုံးပေါင်း104ပွဲကံမှာဖြစ်တယ်အဲ့ဒီအတွက်တခုလည်းဒီဗီဒီယိုပိုင်းလေးတွေမှာထည့်ပြီးတော့ပြောသွားမှာဖြစ်တယ်ဒီဗီဒီယိုပိုင်းကိုရိုက်တဲ့ setting ကအခုကျွန်တော် desktop ကွန်ပျူတာရဲ့ရှေ့မှာဖြစ်တယ်เนาะရှေ့မှာဖြစ်ဒီ desktop ကွန်ပျူတာကတော့ကျွန်တော်ရှေ့မှာပြောခဲ့ဘူးသလိုပဲကျွန်တော်ဗီဒီယိုဖိုင်အရင်တော့ကြည့်နေခဲ့ဘူးတဲ့ကျွန်တော်မိတ်ဆွေတွေဆိုတော့ဒီမှာပါMac Mini M1 ပေါ့နော် Mac Mini M1 Mac OS နဲ့ကျွန်တော် run ထားတဲ့ desktop စတဲ့ရှေ့တဲ့မှာကျွန်တော်ထိုင်ပြီးတော့ရိုက်နေတာဖြစ်တယ်အဲ့တော့ဒီ YouTube ပေါ့နော်ကိုနက်ကလေးနေကျွန်တော် YouTube ကျွန်တော်တော်တော်ကြိုက်တယ်ဆိုတော့ကျွန်တော် YouTube ကိုကိုယ်တိုင်လည်းကြည့်တယ်ကျွန်တော်ကြည့်ပြတဲ့ကျွန်တော်တီးသွားတဲ့အကြောင်းအရာလေးတွေကိုလည်းပြန်ပြီးတော့ဖောက်တယ်ချရတာကိုကျွန်တော်ဝါသနာပါတယ်အဲဒါကြောင့်မလို့လဲကျွန်တော် YouTube channel ကိုစီစဉ်လာတာဖြစ်တယ်ကျွန်တော် YouTube ကိုကြည့်တော့အဲ့မှာကိုထုံးနော်ကိုထုံးရဲ့ vlog မှာကိုထုံးကသူက Toronto မြို့နော်ကနေဒါနိုင်ငံ Toronto Vancouver နော်ကနေဒါနိုင်ငံ Vancouver မြို့မှာသူကနေတဲ့မြန်မာလူမျိုးပေါ့နော်နိုင်ငံရွှေပြောင်းပြီးတော့အဲ့မှာတာဝန်ကျနေတဲ့တရားပါပေါ့နော်ဝန်ထမ်းတယောက်ဖြစ်တယ်အဲ့တော့ तू ကဒီကိုထုံးကသူ့ရဲ့ vlog လေးတွေတင်လေးရှိတယ်သူဘန်ကောက်သွားတယ်နောက်ဂျပန်နိုင်ငံသွားလဲတယ်စသဖြင့်ပေါ့နော်အဲ့ဒီအာရှနိုင်ငံတွေကိုသွားလဲတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်တော်တော်များများကြည့်ဖြစ်တယ်ပြောမယ်ဆိုကျွန်တော်ပြောချင်တာကျွန်တော်သူ့ပရိသတ်ပေါ့နော်အားနဲ့ခုနကဗီဒီယိုဖိုင်လေးထဲမှာကသူတင်ထားတဲ့ထဲမှာသူတို့ရဲ့ဒီဘန်ကူးဗားမြို့မှာကမ္ဘာဖလားအတွက်ပြင်ဆင်ထားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ကြည့်ပြတော့ကျွန်တော်ဒီ vlog လေးကိုရိုက်ဖို့အတွက်ကျွန်တော်စိတ်ကူးပေါ်တယ်သူ့ရဲ့ဗီဒီယိုရဲ့ဟာလေးနည်းနည်းပြန်ပြီးဖောက်ပြချရမယ်ဆိုရင်တော့သူကဒီကမ္ဘာဖလားကန်မဲ့ဘောလုံးကြီးပဲအဲဘောလုံးကြီးကိုကျွန်တော်တို့ဒီယထာပေါ့နော်ယထာပေါ်ကနေလှမ်းကြည့်တောက်လျှောက်မြင်ရတဲ့ပုံစံမျိုးကြီးပဲဟိုဒီဘန်ကူးဗားမြို့မှာအဲဘောလုံးကြီးကိုပြတာတယ်နော်ပြတာနောက်ပြီးတော့ဘောလုံးကန်မဲ့DC station လားเนาะအဲ့ DC station ဆိုတဲ့ဒီဗန်ကူးဗားမှာကန်မဲ့ဘောလုံးပွဲ9ပွဲရှိမယ်ကနေဒါနိုင်ငံကအဲ့မှာ2ပွဲကန်မှာအဲ့9ပွဲကိုလည်း9ပွဲကျင်းပမယ်ဟိုပါဘောเนาะဘောလုံးဝင်းကိုလည်းသူရိုက်ပြတာတယ်เนาะဒီ YouTube မှာကြည့်ရတဲ့ဗီဒီယိုပိုင်းလေးတွေကတော့တော်တော်လေးမျက်စိပဒါသားဖြစ်ရတယ်သူတေချာ edit လေးလုပ်ထားတဲ့အခါကျတော့သူပြချင်တဲ့အကြောင်းအရာကိုပဲဓာတ်ရိုက်ကိုကြည့်ရတာဗောလေဒါကတော့ကမ္ဘာဖလားလို့ပြောလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့4နှစ်ကကာတာမှာကျင်းပတဲ့ကမ္ဘာဖလားကိုလည်းကျွန်တော်သတိရနေမိတယ်ပြီးခဲ့တဲ့နှစ်ကမ္ဘာဖလားမှာလည်းကျွန်တော်ဟောနော် line ပေါ်ကနေ2022မှာ line ပေါ်ကနေဟိုပါပေါ့အင်တာနက်ကနေပြီးတော့သစင်ကျွန်တော်ဘောလုံးပွဲလေးတွေကြည့်ဖြစ်ပါတယ်နော်ကြည့်ဖြစ်ပါတယ်သူတစ်ဖြစ်တော့ကျွန်တော်ဘိုးလူပွဲကိုကြည့်ဖြစ်တာကိုပြောခြင်းတယ်ဟိုရှေ့ပိုင်းပွဲတွေကတော့ကျွန်တော်အဲ့လောက်ဒီတော့မကြည့်ဖြစ်ဘူးဒါတော့မှတော်တော်လေးကြည့်ဖြစ်တယ်လို့ပြောလို့ရတဲ့တဲမှာပါတယ်နောက်ဆုံးတော့ကျွန်တော်ဒီနော်ကမ္ဘာဖလားဟိုအာဂျင်တီးနားနော်မက်ဆီရဲ့နောက်ဒီမာရီယာရဲ့နော်ဦးဆောင်နေအာဂျင်တီးနားကပြင်သစ်ကိုနိုင်ပြီးတော့ကမ္ဘာဖလားရသွားတယ်နော်ပြီးခဲ့တဲ့2022ကတာနော်ဒီတစ်ခေါက်ကတော့2026ကတော့အမေရိကန်၊ကနေဒါ၊မက္ကဆီကိုရဲ့3နိုင်ငံပေါင်းပြီးကျင်းပမှာဖြစ်တယ်အဲ့ဒီထဲမှာသူကကနေဒါနိုင်ငံမှာကျင်းပမဲ့ပွဲကအနည်းဆုံးပဲအနည်းဆုံးတော့9ပွဲပဲကျင်းပမှာမက္ကဆီကိုကတော့သူ့ထက်နည်းနည်းများမယ်အမေရိကန်ကတော့အများဆုံးပဲဒီရှုံးထွက်အဆင့်ကနေစပြီးတော့အားလုံးကအမေရိကန်နိုင်ငံမှာပဲကျင်းပမှာဖြစ်တယ်အမေရိကန်နိုင်ငံတနိုင်ငံလုံးမှာဒါဟောနော်ချိန်လေးကျင်းပမယ်ပွဲပေါ့နော်အဲ့တော့ဒီကမ္ဘာဖလားလို့ပြောလိုက်ပြီဆိုကျွန်တော်မှာဘယ်လိုခံစားချက်ရှိလဲပေါ့ခဏချက်ဘယ်လိုအတွေ့အကြုံရှိလဲဆိုရင်ကျွန်တော်ဒီ1998နှုန်းကကျွန်တော်ပြင်သစ်ကမ္ဘာဖလားရတဲ့အချိန်ကိုတော့ကျွန်တော်မမှီဘူးဒါပေမဲ့မမှီဘူးဆိုတာကျွန်တော်အဲ့လောက်ကြီးဘောလုံးပွဲမကြည့်ပြဘူးပေါ့ဒါပေမဲ့2002မှာကျွန်တော်ဂျာမနီနဲ့ဘရာဇီးနဲ့ဖိုင်နယ်မှာတွေ့ပြီးတော့ဘရာဇီးကဟိုပါပေါ့နော်ကမ္ဘာဖလားရသွားတဲ့
နှစ်ပေါ့နော်အဲ့နှစ်ကိုကျွန်တော်တေချာမှတ်မိတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းတယောက်နဲ့ကျွန်တော်ဒီဘောလုံးပွဲကိုပတ်စံ100ကြီးလား200ကြီးလားတငယ်ချင်းချင်းချင်းပေါ့နော်လောင်းတော့ကျွန်တော်ရှုံးနေတယ်နော်ကျွန်တော်အဲ့နှုန်းကဘရာဇီးနဲ့ဒီဟောပေါ့အဲ့သူအဲ့ဟောဂျာမနီနဲ့နော်ဂျာမနီနဲ့မှာသူကကျွန်တော်ကိုဟိုပေးတာဘရာဇီးဘက်ကနေပြီးတော့တရေရှုံးပေးတဲ့အခါကျတော့ကျွန်တော်ကဂျာမနီကိုယူလိုက်တာကျွန်တော်ကဂျာမနီကတရေလောက်တော့ရမယ်လို့မျှော်လင့်တာနော်မျှော်လင့်တာအဲ့ဒါမရဘူးနော်မရဘဲနဲ့ဘရာဇီးနိုင်သွားတာပေါ့နော်အဲ့တော့ဒီဟွာကလည်းဒီ2000မှာဘရာဇီးနောက်ဆုံးဟွာဖြစ်သွားတယ်ကမ္ဘာ့ဖလားရခဲ့တဲ့နှစ်ကလည်းတော်တော်လေးထူးခြားတော့ကမ္ဘာ့ဖလားဟိုဘရာဇီးက9ချိန်ရတာဖြစ်ပြီးတော့နောက်ဆုံးချိန်ကအဲ့ချိန်ပဲအဲ့တော့အဲ့နောက်ပိုင်းအခုဆို24နှစ်ရှိခဲ့ပြီဘရာဇီးကဒီတောက်လျှောက်ပြီးခဲ့တဲ့9ချိန်လုံးမှာလည်းကမ္ဘာ့ဖလားထပ်ပြီးတော့မရဘူးဒါပေမဲ့အဲ့မှာပဲဒီတိုက်ဆိုင်တာလေးတွေပြောရမယ်ဆိုပြီးခဲ့2020မှာပဲအာဂျင်တီးနားကသူက3ချိန်မြောက်ကမ္ဘာ့ဖလားကိုရသွားတာဖြစ်တယ်အဲ့တော့ဒါအားလုံးသိတဲ့အတိုင်းပဲဒီတောင်အမေရိကတိုက်မှာကကျွန်တော်ဘရာဇီးရဲ့အာဂျင်တီးနားရဲ့တကယ်ကမ္ဘာ့ဘောလုံးရဲ့ဘိုးတွေနှစ်ပါးဆိုတဲ့အခါကျတော့သူတို့ကတကယ်ကိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ဘောနော် data လေးပြိုင်ဘက်တွေဖြစ်တယ်ဒါလေးကလည်းကျွန်တော်တို့ဒီနှစ်ကမ္ဘာ့ဖလားမှာစောင့်ကြည့်ရမယ့်ကိစ္စတခုပေါ့နော်ဒီမြောက်အမေရိကတိုင်းမှာကျင်းပတာဆိုတဲ့အခါကျတော့တောင်အမေရိကအတွက်ညာ chance ညာဖြစ်လာမလားပေါ့ထုံးစံကတော့ကျွန်တော်မှတ်ထားတာကတော့သူကပြောင်းမြန်ပေါ့ဆိုတော့သူကဒီအမေရိကတိုက်လိုခါမျိုးမှာကျင်းပတယ်ဆိုလို့ရှိရင်ဥရောပတိုက်ကနိုင်ငံတွေချန်ပီယံဖြစ်လိမ့်ရှိရယ်ပြောင်းမြန်ဆိုလိုပဲဥရောပတိုက်နိုင်ငံတွေမှာဘောလုံးပွဲကျင်းပတဲ့အချိန်ဆိုလို့ရှိရင်တောင်အမေရိကတိုက်ကနိုင်ငံတွေပိုဆွဲလိမ့်ရှိရယ်เนาะဟိုဒါပြီးခဲ့တဲ့2020ကတော့အာရှမှာကျင်းပပြီးတော့ဒီတောင်အမေရိကတိုက်နိုင်ငံဖြစ်တဲ့အာဂျင်တီးနားပေါ့နော်မက်ဆီတို့ရဲ့အာဂျင်တီးနားပိုဆွဲသွားတာပေါ့နော်ဒီနှစ်မှာတော့ဒီဘောလုံးပွဲမှာတော့ကျွန်တော်တို့ဒီဟိုဟာလည်းရှိမယ်နော်ရိုနယ်ဒိုနဲ့မက်ဆီနဲ့နော်ရိုနယ်ဒိုနဲ့မက်ဆီတို့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလေးဖြစ်တဲ့အတွက်ကြောင့်ဒါပေါ်တူဂီအသင်းကလည်းစောင့်ကြည့်ခြင်းများကောင်းတယ်ပေါ့အဲ့တော့ဒါဆိုရင်တော့ကျွန်တော်ဒီမှာနော်ကမ္ဘာ့ဖလားနဲ့ပတ်သက်လို့ကျွန်တော်နည်းနည်းစုံစီးလေးတော့ပြောပြဖြစ်သွားပြီထင်ပါတယ်ဒီ104ပွဲနော်ညီကုန်းကျုံမှတ်ချက်အနေနဲ့ပြောရမယ်ဆိုတော့ဒီ104ပွဲကန်ကြမယ်ဘောလုံးပွဲတွေမှာတေချာတာတော့ကျွန်တော်ကတော့ဒီဘောလုံးပွဲ104ပွဲလုံးကြည့်ပြဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့ဆီမီဖိုင်နယ်2ပွဲလောက်နဲ့နော်ဖိုင်နယ်ပွဲ1ပွဲလောက်ကတော့ကြည့်ပြအောင်တော့ကျွန်တော်ကြိုးစားမယ်ဒါလည်းအရင်တော့မသေးကြဘူးပေါ့နော်ဒီအသက်အရွယ်တစ်ခုရလာတာနဲ့ပြိုင်နေဘောလုံးပွဲတွေကိုစိတ်ဝင်စားမှုကကျွန်တော်အရင်အတက်ဆိုင်ကြောကြလာတာတော့အမှန်ပဲဖြစ်ပါတယ်နော်အဲ့တော့ဒီကမ္ဘာ့ဖလားကဘာများအရေးကြီးလို့လဲကွာပေါ့နော်အဲ့တော့တချို့မြင်တဲ့လူတွေအတွက်ပြောရမယ်ဆိုရင်ဒါပါပဲဖြစ်ဖြစ်ဘောလုံးဆိုတာကလည်းဒီမိနစ်90အတွင်းမှာအနိုင်ရှုံးတရေနော်3မျိုးထွက်နိုင်တယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ဒီလက်တွေ့လူမှုဘဝတွေလက်တွေ့ဘဝတွေမှာကြုံရတဲ့ဒီရှုံးနေခြင်းအောင်မြင်ခြင်းတွေကိုကိုစားပြုနေတယ်လို့ကျွန်တော်ကယူဆတယ်အဲ့တော့ဘောလုံးပွဲကိုကြည်နေခြင်းအဖြစ်ကိုအားပေးတဲ့အတင်းကနိုင်သွားပြီဆိုကို့မှာပျော်ရွှင်နေသိမ့်မှုရတယ်ရှုံးသွားပြီဆိုလို့ရှိရင်ကို့မှာတော့ဟိုစိတ်မကောင်းဖြစ်တယ်ဝမ်းနေတယ်ပေါ့တရေကြတယ်ဆိုလဲဒါတရေကြတယ်ပေါ့အဲ့တော့ဒီဘောလုံးကလုံးတယ်ပေါ့နော်အမြဲတမ်းဘောလုံးပွဲကြည့်တဲ့လူတွေကပြောကြတယ်ဘောလုံးကလုံးတယ်လို့ပြောကြတယ်ဆိုတဲ့ခါကျတော့ဒီဟုတ်ပါတယ်နော်ဒီဘောလုံးကလုံးတာဖြစ်တဲ့ကြောင့်အနိုင်လားအရှုံးလားတရေလားတော့ဘယ်လုံးမှခံမှန်းလို့မရဘူးဒါအတင်းကြီးနဲ့အတင်းငယ်ကန်ရင်တော့ခံမှန်းရတာလွယ်ပြီမဲ့အတင်းကြီးချင်းကန်တာလို့အတင်းငယ်ချင်းကန်တာလို့ကြာရင်ကျွန်တော်တို့ကရလက်ကိုကြိုတင်ခံမှန်းမှုတော့တော်တော်လေးမလွယ်တဲ့ကိစ္စဖြစ်တယ်တခြား factor ပေါ့နော်တခြားအကြောင်းအချက်တွေနဲ့လည်းတွားပြီးတော့ပေါင်းစုံပြီးတော့တိုက်ဆိုင်နေတာဟုတ်အဲ့တော့ဒီဘာပဲဖြစ်ဖြစ်ဟိုကဘာနဲ့အဝမ်းမှာနော်မငြိမ်သက်မှုတွေများနေတဲ့ကာလတွေမှာဒီဘောလုံးပွဲထဲမှာစီးမျောဖို့အတွက်ဒီ2026ကဘာဖလားကလာရင်းကောင်းတော့ကဘာဖလားတခုဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ရင်းနဲ့ပဲဒီဗီဒီယိုဖိုင်လေးကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်ဒါဗီဒီယိုလေးကိုကျွန်တော် YouTube မှာတင်ပြမယ်ကျွန်တော်ကတိတ်ကျွမ်းတဝင်မဟုတ်သေးတဲ့အတွက်ကြောင့်ကျွန်တော်ဒီဟောပေါ့နော်ဒီဘက်ကင်မရာလေးနဲ့ဒီလိုမျိုးကျွန်တော်ဒီအခုဒီရိုက်ထားတာက Samsung A36 နဲ့ရိုက်ထားတယ်ဒါလေးကိုကျွန်တော်YouTube မှာတစ်ချက်တင်ကြည့်မယ်ဘယ်လိုဖြစ်မလဲတော့မသိသေးဘူးပေါ့နော်ဟုတ်ကျေးဇူးပါ